မလေးရှားလေကြောင်းလိုင်းဟာ2026ခုနှစ်မေလ3ရက်နေ့ကနေစပြီးကွာလာလမ်ပူရန်ကုန်ကွာလာလမ်ပူခီးစဉ်ကို2လစာဖျက်သိမ်းလိုက်ပါပြီ။မလေးရှား Airline ခီးစဉ်ဖြစ်တဲ့ MH940 MH941 ခီးစဉ်တွေကိုလုပ်ငန်းလဲပတ်ချင်းဆိုင်ရာအကြောင်းပြချက်နဲ့ရပ်နားလိုက်တာပါ။လက်မှတ်အေဂျင့်တွေကိုပေးပို့ချက်အရ2026ခုနှစ်မေလနဲ့ဇွန်လ2လအတွက်ပြန်တမ်းပြေးဆွဲတာရပ်နားတာလို့ဆိုပြီးနောက်ပိုင်းအခြေအနေတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့လက်စမ်းပိုင်းကစစ်အုပ်စုဟာရန်ကုန်လေဆိပ်ကိုရောက်လာတဲ့နိုင်ငံတကာလေကြောင်းလိုင်းတွေကိုစီမဖြည့်ပေးတော့ဘူးလို့ဆိုထားတာပါဒီလိုထုတ်ပြန်ချက်တွေကြောင့်ခီးဝေးလာရတဲ့လေကြောင်းတွေအတွက်အခက်အခဲဖြစ်လာစေပြီးလေယာဉ်အလေးချိန်တွေရှော့ချနေကြရပါတယ်ဆိုတော့မလေးရှားလေကြောင်းလိုင်းအနေနဲ့လေယာဉ်ခီးစဉ်တွေရပ်နားရခြင်းဟာလေယာဉ်စီရရှိနိုင်မှုအခြေအနေကြောင့်လို့ယူဆရပေမဲ့မထုတ်ပြန်ထားပါဘူးမြန်မာဟာလောင်စာစီရရှိနိုင်မှုအကန့်အသတ်ဖြစ်လာပြီးနောက်ပြည်တွင်းမှာကန့်သက်လာနေသလိုလေယာဉ်တွေကိုလည်းစီမဖြည့်ပေးနိုင်တော့ပါဘူးလက်ရှိထွက်ပေါ်လာတဲ့အချက်တွေအရမလေးရှားလေကြောင်းလိုင်းသာခီးစဉ်တွေရပ်နားတာဖြစ်ပြီးတခြားလေကြောင်းလိုင်းတွေမထုတ်ပြန်သေးပါဘူး